ဒါပေမဲ့မထင်မှတ်ထားတဲ့အချိန်တစ်ခုမှာပဲအချိုးအကွေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဧကရစ်မင်းကြီးဟာပြီးခဲ့တဲ့မင်းဆက်ရဲ့တမိုင်းကြောင်းကိုပြုစုကျင်ခဲ့တာကြောင့်ဟန်လင်းအကယ်ဒမီကိုအချက်လက်တွေစီစဉ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာအရန်ကြီးမားပြီးညီငွေစရာကောင်းတဲ့ project တစ်ခုဖြစ်တာကြောင့်ဘယ်သူမှဒီလုပ်ကျန်းကြီးကိုမလုပ်ချင်ကြပါဘူး။နောက်ဆုံးမှာတော့ဒီပြဿနာပုံကြီးဟာဂူဟန်ရဲ့ပခုံးပေါ်ကိုတဘာဝအတိုင်းကြားရောက်လာခဲ့ပါတယ်။ဂူဟန်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကတော့သူကြရှုံးမဲ့အချိန်ကိုစောင့်ကြည့်နေကြပေမဲ့ဒါဟာဂူဟန်စောင့်မျှော်နေတဲ့အခွင့်အရေးတစ်ခုဆိုတာသူတို့မသိခဲ့ကြပါဘူး။ဂူဟန်ဟာအချက်လက်တောင်ပုံရပုံကိုတလားလုံးအချိန်ပေးပြီးစီစဉ်ခဲ့ပါတယ်။ဒါတင်မကသေးပဲသူဟာသတိမထားမိနိုင်တဲ့မှတ်စုတိုလေးတစ်ခုကနေတုံလို့ခြောက်ချားစရာလျှို့ဝှက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဧကရစ်မင်းကြီးနန်းတက်စင်တုန်းကစစ်ရေးအောင်မြင်မှုအများကြီးရှိခဲ့တဲ့မင်းသားတစ်ပါးဟာပုံကံမှုကြောင့်ကိုမြတ်ချင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဂူဟန်ရှာတွေ့ခဲ့တဲ့တပ်တွေတွေအရဒါဟာမတရားဆွဆွဲခံရတဲ့အမှုတစ်ခုဖြစ်နေပြီးတကယ်ပုံကံသူကတခြားတစ်ယောက်ဖြစ်နေပါတယ်။အဲ့ဒီနောက်ွယ်ကလူသက်သမားကတော့အခုလက်အိမ်ရှိမင်းသားရဲ့အဖိုးဖြစ်သူဩဇာအာဏာကြီးမားလာတဲ့ရှမ်းနယ်စားမင်းကြီးပဲဖြစ်ပါတယ်။ဂူဟန်ကကျမကိုဒီအကြောင်းလာပြောပြတဲ့အခါကျမလက်တွေတောင်တုံရင်သွားခဲ့ပါတယ်။ကျမနဲ့ဂူဟန်အတွက်အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်ရလို့ပါ။ဒီလိုဝက်ချက်ကိုအခုလောလောဆယ်လှုပ်ရှားလို့ဖြစ်သေးဘူး။ဘာလို့လဲ။ဒါကအိမ်ရှိမင်းသားကိုယာရုကချပစ်ဖို့အကောင်းဆုံးအခွင့်အရေးပဲလေ။မဟုတ်ဘူးအခုကအချိန်မဟုတ်သေးဘူး။အိမ်ရှိမင်းသားရဲ့အခြေခံအုတ်မြစ်ကအရန်နဲ့ဆိုင်ပြီးရှမ်းနယ်စားမင်းကြီးကလည်းစစ်အာဏာကိုစုပ်ကင်ထားတာမှတ်စုတိုလေးတစ်ခုတည်းကတက်တေတစ်ခုတည်းနဲ့သူ့ကိုဖြုတ်ချဖို့မဖြစ်နိုင်ဘူး။အစင်ကျင်မဲ့သွားတိုင်းလိုက်ရင်သူတို့တတိထားမိသွားပြီးငါတို့ပါဒုက္ခရောက်လိမ့်မယ်။ငါတို့ဒီဘုံကိုလက်ထဲမှာပဲအသေးအချာစုပ်ကင်ထားပြီးအရေးကြီးဆုံးအချိန်ကြာမှပဲဖောက်ခွဲရမယ်။ဂူဟန်တယောက်အပြည့်အဝနားမလည်ခဲ့ပေမဲ့ကျမကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပါတယ်။သူဟာအဲ့ဒီတက်တေကိုတေးသေးချာချာဝတ်ထားလိုက်ပြီးစီစဉ်ပြီးသားသမိုင်းချက်လက်တွေကိုဧကရစ်မင်းကြီးထံဆက်သခဲ့ပါတယ်။စီစဉ်ထားတဲ့အချက်လက်တွေကိုမြင်တဲ့အခါဧကရစ်မင်းကြီးဟာအရန်ကိုသဘောကျသွားခဲ့ပါတယ်။ဒါတွေအားလုံးဟာဂူဟန်တယောက်တည်းလှုပ်ထားတာလို့သိရတဲ့အခါဂူဟန်ကိုပို့ပြီးတော့တောင်ချီးကျူးခဲ့ပါတယ်။ဂူဟန်မင်းကဒီနေ့ရဲ့တန်ဟွာပွဲရဆိုတာငါမှတ်မိတယ်မင်းကငငယ်ရွယ်ရွယ်နဲ့စူးစမ်းအားထုတ်မှုရှိတာပဲအရန်ကောင်းတယ်။ဟန်လင်းအကယ်ဒမီရဲ့အကြီးအကဲကလည်းဒီကောင်းမှုကုသိုလ်ကိုသူ့ပိုင်ဖြစ်မယူရဲခဲ့ပါဘူး။ဂူဟန်ကကျမကြိုတင်တင်ပေးထားတဲ့အတိုင်းပဲပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါဟာအရှင်မင်းကြီးရဲ့ဖုံးတော်ကြောင့်ပါကျွန်တော်မျိုးကတော့ကျွန်တော်မျိုးရဲ့တာဝန်ကိုပဲထမ်းဆောင်ခဲ့တာပါ။ဒီစကားတခွန်းကဧကရစ်မင်းကြီးကိုလည်းမြောက်ပင်ရရောက်သလိုမိမိကိုလည်းနှိမ့်ချရာရောက်စေပါတယ်။ဧကရစ်မင်းကြီးဟာပိုလို့တောင်သဘောကျသွားပြီးဂူဟန်ကိုတမိုင်းပြုစုရေးအဖွဲ့ရဲ့အပြည့်အဝတာဝန်ခံအဖြစ်ခန့်အပ်လိုက်ကဟန်လင်းကတိကအဖြစ်ယာရုနှစ်ဆင့်တိုးမြင့်ပေးလိုက်ပါတယ်။တချိန်ကဂူဟန်ကိုဖယ်ကျင်ခဲ့တဲ့လုပ်ပေါ်ကိုင်ဘက်တွေအားလုံးစွန့်သွားခဲ့ကြရပါတယ်။ဒီနေ့ကစပြီးဘသူမှဂူဟန်ကိုအထင်မသေးရတော့ပါဘူး။ဂူဟန်ရဲ့ယာရုနေရာဟာဟန်လင်းအကယ်ဒမီမှာခိုင်မာသွားခဲ့ပါပြီ။ကျမကတော့မြို့တော်မှာအကောင်းဆုံးနဲ့အလှပဆုံးစားတောက်ဆိုင်ကြီးတစ်ခုကိုချမ်းရှာစားတောက်ဆိုင်ဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ခဲ့ပါတယ်။ချမ်းရှာစားတောက်ဆိုင်ဟာစမ်းတစ်တဲ့ဟင်းလျာတွေနဲ့ဝန်ဆောင်မှုကောင်းတွေရှိုံတင်မကပဲအရေးကြီးဆုံးကတော့သတင်းအချက်လက်တွေဖလှယ်ရာဗဟိုချက်မကြီးဖြစ်လာခဲ့တာပါ။မြို့တော်ကမင်းသားတွေမှုမှတ်တွေနဲ့အရာရှိတွေဟာဒီနေရာမှာပဲပွဲတော်တွေကျင်းပလေးရှိကြပါတယ်။အရက်နဲ့အစားအသောက်တွေစားတောက်ပြီးတဲ့အခါသူတို့မရည်ရွယ်ပဲပြောမိတဲ့လှို့ဝှက်ချက်များစွာဟာပြန့်နှံ့သွားခဲ့ပါတယ်။ကျမဟာဂူဟန်ကိုတတမမြောင်မင်းသားလီလန်ကိုချမ်းရှာစားတောက်ဆိုင်တို့ဖိတ်ခေါ်ခိုင်းခဲ့ပါတယ်။လီလန်ကကျမရဲ့စီးပွားရေးလှုပ်ဆောင်ပုံကိုအရန်ချီးကျူးခဲ့ပြီးကျမကလည်းအိမ်ရှိမင်းသားနဲ့ရှမ်းနယ်စားမင်းကြီးတို့အကြောင်းမကောင်းတဲ့ကောလာဟာလာအချို့ကိုသူ့ကိုမတိမတာပြောပြခဲ့ပါတယ်။နယ်စားမင်းကြီးရဲ့တားဖြစ်သူဟာမြို့တော်မှာဘလောက်အထိအာဏာပြပြီးအရက်သားမင်းကလေးတွေကိုအရမလူယူနေကြောင်းပြီးတော့စရာတွေကိုပြောပြခဲ့တာပါ။လီလန်ကတော်တော်လေးလဲပါတယ်။သူဟာကျမရဲ့အရေးအမြတ်တွေကိုနားလည်သွားပြီးဧကရစ်မင်းကြီးရဲ့ရှေ့မောက်မှာဒီအကြောင်းတွေကိုမရည်ရွယ်သလိုမျိုးခဏခဏထုတ်ပြောပါတော့တယ်။တစ်ချိန်နှစ်ချိန်ဆိုရင်မင်းကြီးကယုံကျင်မှယုံမှာဖြစ်ပေမဲ့အချိန်ချင်းကြားရတဲ့အခါမှာတော့တန်တရားစိတ်တွေစတင်ဝင်ရောက်လာပါတော့တယ်။ဧကရစ်မင်းကြီးဟာအိမ်ရှိမင်းသားနဲ့ရှမ်းနယ်စားမင်းကြီးတို့ကိုစုံစမ်းဖို့လူတွေကိုလှို့ဝှက်စေလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျမကလည်းချမ်းရှာစားတောက်ဆိုင်ရဲ့ကွန်ရက်ကတဆင့်သူတို့ရဲ့သူရှိုးတော့ဒေစီကိုအချိန်ကိုက်လှို့ဝှက်ချက်တွေကိုပေးပို့ခဲ့ပါတယ်။အရာအလုံးဟာကျမရဲ့အစီအစဉ်တိုင်းဖြစ်လာခဲ့တာပါ။ဧကရစ်မင်းကြီးရဲ့တန်တရားတွေကြောင့်အိမ်ရှိမင်းသားနဲ့ရှမ်းနယ်စားမင်းကြီးတို့အကြက်ရိုက်ပြီးမောပန်းနေရတဲ့အချိန်မှာပဲမြို့တော်ကိုမထင်မှတ်ထားတဲ့လူတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။သူကတော့မူရင်းဇလန်းရဲ့မင်းသားဖြစ်တဲ့စစ်ဗိုလ်ချုပ်ငယ်လင်းကြောက်ရွံပဲဖြစ်ပါတယ်။လင်းကြောက်ရွံဟာမြောက်ပိုင်းရိုင်းဆိုင်သူများအဖွဲ့ကိုမြို့တော်အထိလိုက်ပါဆောင်ရှောက်ဖို့အမိန့်ပေးခြင်းခံခဲ့ရတာပါ။ဂူဟန်ရဲ့တကယ်ပြိုင်ဘက်စစ်ရောက်လာပြီဆိုတာကျမသိလိုက်ပါတယ်။လင်းကြောက်ရွံဟာရိုးသားဖြောင့်မတ်ပြီးရိုးရာဆန်နှုံးကောင်းတွေအားလုံးနဲ့ပြည့်စုံသူတစ်ယောက်ပါသိကြတာပေါ့။သူမြို့တော်ကိုဝင်လာပြီးမကြခင်မှာပဲ